နန္ဒောပဏန္ဒနဂါမင်းကြီးကိုမြတ်စွာဘုရားသည်ဘေပုံဘေနီးအောင်မြင်တော်မူတဲ့ဆိုတဲ့အကြောင်းအရာကိုအဲ့ဒါဘုန်းကြီးတို့ဒီနေ့ဘုဘအပတ်စဉ်ဟောနေကြတရားကိုပဲဘုန်းကြီးတို့ဒီနေ့ဟောမှာဖြစ်ပါတယ်အဲ့တော့ထိုနန္ဒောပဏန္ဒနဂါမင်းကြီးကိုအောင်တော်မူတဲ့အောင်ခြင်း7ပါးတရားမဟောကြားသိမိမနာကြားသိမိမှာဘုန်း6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အောင်မြင်ခဲ့ဘုံတွေကိုအာယုံပြု၍ဘုန်းကြီးတို့ဓမ္မသဘင်တရားပွဲစတင်ပြီးတော့ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလက်အုပ်ချပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့အောင်ခဲ့တဲ့ဘုံတွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့အောင်တော်မူဘုံအောင်ခြင်း7ပါးဂါထာတော်ကြီးကိုရွတ်ဆိုပြီးတော့ဓမ္မသဘင်စတင်ပွင့်ကြရအောင်မာရံယကံကတံသောရံစိဉ္စမနိသသစ္စကံနာဂံပကံဇီနောဇီနိဟောတုမေဇယမင်္ဂလံဇီနောအောင်လူတကာတို့၏အထွတ်တမုတ်အုပ်ဆောင်ဘုံခေါင်ဘုံပြာရှင်တော်မြတ်ဖရာသည်မာရင်စာဂိရိမေခလာစေမဟာကိုလင်သွားတစီပလင်နီဝဲလေကြီးမိုးကြီးပြဘူမင်းနဲ့မောင်ကြီးတတန်ဒါလံမကျွင်းဟုပြစ်ခခွင်လေအချင်းသိတ္တပလင်မြတ်မှအမြန်ထလောစိမ့်မြညိုလွင်မောရိပင်နဲ့ပလင်တော်ကထင်ရှားပင်သင်္ဃမဲ့ဆိုင်ငါးသာပိုက်ဟုဆွဲကိုင်းလက်နဲ့ရဲစင်မဲ့ဖြင့်အောက်တဲ့ဝရံသောတော်ညောင်အတန်ဟိကျွေးမရင်ကျေးသည့်ယံမေတ္တမာနမင်းကို၎င်းယခင်စားဓာမိုးလှံမိုးမိကြီးမိုးကိုရွာပြိုးသွန်ချရံမိကြသောဒေါသပြင်းထန်ငါးဗိမာမအမြန်ထွက်သွားနေအသည့်တရားကင်းကွာကြံကြုံစွာသာအာလဝကတေဇထံပြင်းဘလူမင်းကို၎င်းတဇင်စာအစွဲထဲကျွံအရဲ့မုံလျက်ရှင်ရှင်တန်နှင့်သုံးလူမင်းကိုအတင်းအကျဝိညာဉ်ပြအောင်ထိုတန်အံ့ကတတ်မိလာသည်တောင်ရှိနေနေသင်ပြောင်ကြီးကို၎င်းစောရင်စာတဟုန်ဒီဖြင့်ခရီးဝေကွာသုံးယူဇနာကိုလေစွာပြေးစွမ်းတော်မြိုင်တန်းကလူဖန်းလက်ပြသိအောင်တတ်၍နာယကကြောမွေးမဲ့တော်ကိုမြင်တော်ဆိုင်ဆိုင်ဓာဖြင်းလိုက်၍မခိုက်တွတ်တင်ဖရာရှင်ကိုအသင်ရှောင်ဝေးဘဲကြောင့်ပြေဟုဓာရေပြာကတတ်မိလာသည်အင်္ဂုလိဘောသခိုးကြောကို၎င်းစိဉ္သမနိစာအလွန်ကောက်ကျစ်ဒိဋ္ဌိညစ်တို့အပြစ်ရှားကြံမကောင်းညာဖြင့်စီမံဆုံးဖြတ်စေလွတ်လာ၍ပရိသတ်ထဲအချက်ကွဲအောင်စွဆွဲတစွာစိဉ္သမဟုသင်ညာဖော်ထုတ်မိမယုတ်ကို၎င်းသစ္စာကင်စာမစင်မပြူဒိဋ္ဌိယူဖြင့်မြည်သူကိုမြမမချပဲဝါရချင်းပြိုင်သူကပိုင်အောင်အနိုင်လွှမ်းမိုးအယူဆိုသည့်ဒိဋ္ဌိမျိုးမိုက်တစ္ဆကပရပိုက်ကို၎င်းနာကင်စာဒေါသလွှမ်းမိုးမျက်စောင်းထိုးကအယိုကြည်မွပွဲပြကြသောတေဇထံပြင်းနန္ဒောပဏန္ဒအမည်ရှိတဲ့နဂါမင်းကြီးကို၎င်းတကင်စာဉာဏ်မြင်ကင်းကွာအတ္တသာဟုမိစ္ဆာလွှမ်းမိုးယူဆိုသည့်တကောအယောင်ထိန်ပြောင်းညီညီပကဗြဟ္မာကြီးကို၎င်းအာဇီနီဒိဋ္ဌိကိုချဒေါသကိုပယ်မန်သွယ်ကိုချိုးတရာဖြိုး၍ရှစ်ခိုးတုတ်ကပြပြကြအောင်ဆုံးမသွန်သင်အောင်ဝဲတော်ဆင်ခဲ့လေပြီဧတေနာသစ္စာဝိဇေနဤသို့ဖယားရှင်ဤများဖြင့်ဘုံဘုံကျေးဇူးကုန်ကိုယုံကြည်မယွင်းနှလုံးသွင်းလျက်အောင်ခြင်းရှစ်ချက်ဂုံတော်နဲ့ကိုနှုတ်မြဲဖို့ကြားကဤသစ္စာစကားကြောင့်မေဖယားတပည့်တော်အားဒေတုံမကံသောတာတဣန္ဒရာစိတ်၍ကျိန်ကျိန်ညိုနုဓမ္မယုံပလင်ဥသို့ရှင်မျိုးတရာဆိုင်ရောက်လာကြသည်သင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားဇယမင်္ဂလံအဝတိတ်နှင့်အောင်နမိတ်ဝေဖြာအောင်တေဇာအပေါင်းသည်ဟောတုစင်စစ်မသွေဖြစ်နိုင်ကြပါစေကုန်သတည်းဆိုလိုက်ပါအရှိရာမျက်နာဒေသများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့သီတာစံတို့ပုံပမာသင်ရဲ့ဆိုတာပဲခါမရှိတပ္ပဒုက္ခိတာ
အိစီတန်လိုရာပြေဝစွာအောင်တပြေညောင်ရည်လောင်းလို့သုတောင်းအခါကတပြေနုရဲ့အဝါရေရတုတပ္ပမင်္ဂလာအနောက်ရမျက်နာဒေသများကနေကြညာတဲ့မြတ်တတဝါကိုယ်စိတ်နှပြကြည်သာလန်းလို့သီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်သမီးညောင်ရည်လောင်းလို့သုတောင်းအခါကတပြေနုရဲ့အဝါရေရတုတပ္ပမင်္ဂလာတောင်ရမျက်နာဒေသများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နှပြကြည်သာလန်းလို့သီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်လည်းပြေညောင်ရည်လောင်းလို့သုတောင်းအခါကတပြေနုရဲ့အဝါဇေယတုတပ္ပမင်္ဂလာမြောက်အရာမျက်နာဒေသများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နှပြကြည်သာလန်းလို့သီတာစံတို့ဘုံပမာဆင်းရဲဆိုတာဘယ်ခါမရှိတပ္ပဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်တပြေညောင်ရည်လောင်းလို့သုတောင်းအခါကတပြေနုရဲ့အဝါရေရတုတပ္ပမင်္ဂလာသဗ္ဗိတိယဝိဝဇံတို့သောကောဘဝိနာတတုမာတေဘောတွန္တရာယဒုက္ခိတိကယူကောဘဝသဗ္ဗိတိယအလုံးစုံသောဘိက္ခုဝယောဂအန္တရာယ်ဝိသမြအပေါင်းတို့သည်ဝိဝေဇံတို့ရှောင်လွှဲပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မာဘဝတုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုစိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြကုန်၏ဖြစ်၍ဒီကာယုကတက်ရတမ်းကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာဇိတမေတ္တာပတ္ထနာများပြုပြီးတော့ဓမ္မသဘင်တရားဘုကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွင့်ပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုရေရှည်ထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ပေါ့ဒီမိတို့ထိုင်နိုင်တဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်ပြီးတော့တရားနာခွင့်ဘုန်းကြီးတို့ပြုပါတယ်တိုက်ဒီနေ့ဟောမဲ့တရားကနန္ဒောပနန္ဒနခအောင်တော်မူကံတဲ့လောကထဲမှာစီးပွားရေးပဲလှုပ်ပညာရေးပဲလှုပ်တဲ့နေရာမှာဘုန်းကြီးတို့မြတ်စွာဘုရားရဲ့ဒီအောင်ကြီး7ပါးဂါထာကြီးကိုရွတ်ပြီးတော့လောက်ကင်ဆောင်ရွက်ရင်အောင်တယ်ဆိုတဲ့ဒိဋ္ဌိရှိမြတ်စွာဘုရားရဲ့အောင်ခဲ့တဲ့ပုံတွေကိုအာယုံပြုပြီးတော့မနမောလင်းလာတာနဲ့ဘုရားရဲ့အောင်တော်မူဂါထာကြီးရွတ်ပြီးတော့ဆောင်ရွက်ရင်တကုထက်မြက်တဲ့ဗုဒ္ဓရဲ့မန္တန်တွေဂါထာတွေဆိုတာဘုန်းကြီးတို့ပါဠိတော်မှာအများကြီးရှိပါတယ်အသက်အန္တရာယ်ကိုကာကွယ်ပေးတဲ့မန္တန်တွေရှိတယ်ဂါထာတွေရှိတယ်လုပ်ငန်းကိုင်ငန်းတွေဆောင်ရွက်တဲ့နေရာမှာအောင်မြင်ဖို့လို့အောင်မြင်စေကြောင်းဂါထာကောင်းတွေရှိပါတယ်အဲ့ဒါဘုန်းကြီးတို့ဒီနေ့ခေတ်တော့တကုထက်မြက်ဓမ္မစက်ဂါထာများဆိုပြီးတော့အဲ့ဒါသာဝတ္တုထွက်တယ်အဲ့ဒီထဲမှာလည်းအောင်မြင်7ပါးဂါထာတော်ကြီးပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့တတ္တမမြောက်အောင်တော်မူတဲ့နန္ဒောပနန္ဒနဂါမင်းအောင်တော်မူခံတရားကိုဘယ်ကစမတုံးဆိုရင်
ဧကံသမယံဘဂဝါသာဝတိယံဝိဟာရတိဇေတဝေနေအနာထပိန္တိကတ္တအာရမေဧကံသမယံခါရမစီလုံးကဘဂဝါဘုံ၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သာဝတိယံသာဝတိခေါ်တဲ့ရွှေမြို့တော်မှာအနာထပိန္တိကတ္တအနာတပိန်ဂုံသိမ်ပြန်မွေးရှင်တထေဤအာရမေနှလုံးမွေးလျောပျော်ပွေအကောင်းအောင်ဆောက်လုပ်ရလူရန်အပ်သောဇေတဝေနေဇေတောခေါ်ကြောင်းတိုက်တော်မှာဝိရတိယပထာလေးလီဖြင့်မြတ်နေရှင်ပြောင်းဝန်တရင်သုံးငါစံပေတော်မူခဲ့ပါပေသတည်းဘုန်းကြီးတို့မြတ်စွာဘုရားတာဝတိပြည်လေးတွင်ရွှေကျောင်းမှာတရင်သုံးနေတော့ကညဓမ္မသမင်တရားပွဲညတိုင်းမြတ်စွာဘုရားဒီတာဝတိပြည်မှာရှိနေတဲ့အချိန်မှာညတိုင်းတရားပွဲရှိတယ်ဘုရားကိုယ်တိုင်ခေါ်တယ်အဲ့ဒီတရားပွဲကြီးကိုဘယ်သူတရားလာနာတုံးလို့ဆိုတော့ဘုရားကျောင်းတကာကြီးအနာတပိတ်တရားလာနာတယ်တရားပွဲပြီးတော့မြတ်စွာဘုရားကိုသွားလျှောက်တယ်ဘုန်းတော်ကြည့်တော်မူတော့မြတ်စွာဘုရားမနေ့ရှင်ကဆွမ်းဖုံးပြီးတပည့်တော်အိမ်ကိုသင်္ကန်း900နဲ့တကွာကြွပါမြတ်စွာဘုရားကိုအနာတပိတ်ဆွမ်းစားပင့်သွားတယ်အဲ့ဒီမြတ်စွာဘုရားကကောင်းပြီတကကြီးနတ်ပြည်ကငါဘုရားကြွခဲ့ပဲဘုရားတတိပေးအနာတပိတ်နဲ့အိမ်ပြန်ပေါ့ဗျာမနေ့မိုးလင်းတော့မြတ်စွာဘုရားကအာယုန်တက်ချိန်မှာဗုဒ္ဓတို့ရဲ့ဓမ္မရဗုဒ္ဓတို့ရဲ့ကိစ္စအနေအားဖြင့်ဒီနေ့ဘေတ္တဝဝိနည်းယကိုငါဘုရားဆွတ်ရမလဲဒီနေ့ဘေတ္တဝကိုငါဘုရားသွားပြီးတော့တရားဟောရမလို့ဘုရားရှင်ကိုယ်တော်မြတ်သဗ္ဗညုတရွှေဉာဏ်တော်ကိုယ်ရဲ့ပြန့်ကျက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ပရိသတ်ရဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဉာဏ်တော်ထဲမှာနာဂရာဇာညာနာမုခေပတုရဟောတိနာဂရာဇာနန္ဒောပနန္ဒလို့အမိရတဲ့နဂမ်းမင်းကြီးဒီညာနာမုခေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဉာဏ်တော်ကိုယ်ရဲ့ထက်မှာပါတုရဟောတိထင်ရှားဖြစ်ခဲ့လေပြီဘုရားဉာဏ်တော်ထဲမှာနဂါးကြီးတစ်ကောင်တွေ့လိုက်ရတယ်ဘုရားအာယုံတော်ထဲမှာဂိဏုခောသောဘဝိသတိဘုရားရှင်ကိုယ်တော်မြတ်ကဆက်ပြီးတော့ဆင်ခြင်ကြည့်တယ်ဒီနဂါးကြီးကိုငါသွားပြီးတော့ချွတ်တဲ့နေရာမှာကျွတ်တန်းဝင်တဲ့နေရာမှာဒီနဂါးကြီးကိုငါဘယ်လိုချွတ်ရမလဲဂိဏုခောဘဝိသတိဘာတရားဟောရမလဲမြတ်စွာဘုရားကဆက်ကြည့်တယ်သူကနောက်ပြီးတော့ငါတစ်ပါးတည်းသွားဖို့လိုသလားနောက်ပါသံဃာတွေကိုခေါ်ဖို့လိုသလားဘုရားကဒါဆက်ပြီးတော့ဆင်ခြင်ပြီးတော့ကြည့်တယ်မသွားခင်ပေါ့ငါဘာတွေလုပ်သွားရမလဲလို့မြတ်စွာဘုရားဆင်ခြင်ပြီးတော့ကြည့်တဲ့အခါမှာငါတစ်ပါးတည်းသွားလို့မဖြစ်ဘူးနောက်ကသံဃာ900ပါရမယ်သံဃာဘယ်လောက်ပါအဲ့ဒါနဲ့မြတ်စွာဘုရားကမနေ့မိုးလင်းလာတဲ့အခါကျတော့ဒီနဂါးကြီးကိုတိုက်ကွက်ဆင်တဲ့နေရာမှာသံဃာ900ခေါ်သွားမှဖြစ်လိမ့်မယ်ဆိုပြီးတော့မနေ့မိုးလင်းတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကအစီအစဉ်တကြဒီအစီအစဉ်တွေဖြစ်ဖို့လို့ကိုဘယ်သူခေါ်တော့ဆိုတော့ညီတော်အာနန္ဒာဘယ်သူခေါ်လဲအဲ့ဒါညီတော်အာနန္ဒာစေတအာနန္ဒာလာပါဦးကွာမေဟောဒီဇေတုံကျောင်းတဲ့ထဲမှာရှိတဲ့နောက်ပါသင်္ဃာ900ခြံရံပြီးတော့ငါဘုရားသည်ဒေဝစာရိကဒေဝဆိုတာနတ်ပြည်ကိုပြောတာစာရိကဆိုတာသွားတာဒေဝစာရိကလို့ခေါ်တဲ့နတ်ပြည်ခရီးငါဘုရားကြွမယ်အဲ့ဒီကအပြန်မှာအနာတပိတ်အိမ်မှာဆွမ်းစားမယ်ဘုရားကတခါတည်းအစီအစဉ်ကိုပြောလိုက်တယ်စေတအာနန္ဒာသံဃာ900စုပေးပါအဲ့ဒီသင်္ဃာ900ဒီငါဘုရားနောက်ကလိုက်ရလိမ့်မယ်ငါဘုရားနတ်ပြည်ကိုကြွမယ်နတ်ပြည်ကိုကြွမယ်ဆိုတော့ဘုရားတိုင်နတ်ပြည်ကအောက်မှာလားအထက်မှာအဲ့တော့ကောင်းကင်ခရီးနဲ့ကြွရမှာဘာနဲ့ကြွရမှာကောင်းကင်ခရီးနဲ့ကြွရမယ်ဆိုတဲ့ကတာမန်ပုဂ္ဂိုလ်တွေတာမန်ကိုယ်တော်တွေလိုက်လို့မရတော့ဘူးတကိုးကြီးတဲ့ပုဂ္ဂိုလ်တွေဇံရတဲ့ပုဂ္ဂိုလ်တွေကောင်းကင်ပြန်နိုင်တဲ့ပုဂ္ဂိုလ်တွေဒါအာနန္ဒာကသိတယ်မြတ်စွာဘုရားဒီဒေဝစာရိကလို့ခေါ်တဲ့နတ်ပြည်ကြီးကိုကြွတဲ့နေရာမှာတကူကြီးမြတ်တော်မူတဲ့ယဟန္တာတွေကြီးပဲ900ပဲငါထည့်ပေးလိုက်မှဖြစ်မယ်ဆိုပြီးတော့အဲ့ဒါညီတော်အာနန္ဒာကဘုရားတိုက်ဘာလျှောက်လို့တုံးလို့ဆိုတော့အဲ့ဒါဇေတဝန်ကျောင်းလိုက်တော်ထဲမှာယဟန္တာတွေကြီး900လျှောက်ပြီးတော့အကြောင်းကြားတယ်ရှင်ဘုရားတို့တပိတ်သင်္ကန်းပြင်တော်မူကြပါဗျာတပိတ်သင်္ကန်းပြင်တော်မူကြပါဗျာဒိတ်ဒိတ်ကျဲမြေချိုးမိုးပြန်ဇံအဘိညာဉ်ရတော်မူတဲ့ယဟန္တာကြီး900ကိုအဲ့ဒါညီတော်အာနန္ဒာကလိုက်လံနှိုးဆိုတော့ဟိုယဟန္တာကြီးတွေကလည်းသပိတ်တွေလွယ်သင်္ကန်းတွေယုံပေါ့ဗျာအဲ့ဒါတခါတည်းအစင်နဲ့တန်းစီပြီးတော့စောင့်နေ
အဲ့ဒီတည်းမှာဘသူထိတ်ဆုံးကပါလာတော့ဆိုပိယတိုင်းအရှင်မဟာမောက္ကလံဘသူပါလာလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့လက်ဝဲတော်ရန်ဖြစ်တော်မူတဲ့ရှင်မဟာမောက္ကလံမထေရသူများကထိတ်ဆုံးကတန်းစီပြီးတော့ရနေတာသူ့နောက်မှာလည်းသူ့လိုတကိုးကြီးတဲ့မြေရှိုးမိုးပြန်တကိုးဆံအပိန်နေရတဲ့ဉာဏ်နာတွေကြီး900တန်းစီပြီးတော့အဲ့ဒါစောင့်နေတာညီတော်အနာတာတော်မှလိုက်ပါခွင့်မရဘူးတဲ့ဘာဖြစ်လို့တော့ဆိုညီတော်အာနန္ဒာကသောတာပန်ညီတော်အာနန္ဒာကပါလဲညီတော်အာနန္ဒာကသောတာပန်သူကတကိုးမရပေါင်းနေမပြန်နိုင်ဘူးအဲ့ဒါအာနန္ဒာနေခဲ့ရတယ်အဲ့ဒီခကြီးအာနန္ဒာမပါဘူးအဲ့ဒါနဲ့သင်္ဃာ900တန်းစီပြီးတော့သင်္ဃာတွေစုံလဲစုံတော့မြတ်စွာဘုရားရှင်ကိုရမသည်ကောင်းငင်ခကြီးဇေတုံကျောင်းကနေပြီးတော့ဘုရားတိုင်မြောက်ဖက်ကိုထွက်သွားတာဘယ်ကိုထွက်သွားလဲအဲ့ဒါဘုရားနောက်ကသင်္ဃာ900တန်းစီတော့ကောင်းငင်ကိုငိမ့်နဲ့တခါတည်းတဒန်းကြီးဘလောက်ဖိုးလို့ကောင်းမလို့ဆိုတော့ကောင်းငင်မှာတခါတည်းသင်္ဃာ900တန်းစီပြီးတော့အဲ့ဒါကြွသွားတာဇေတုံကျောင်းတိုင်းရဲ့မြောက်ဖက်မှာဘာရှိတုံးဆိုဘုရားတိုင်မြင်းမို့တောင်ရှိတယ်တဲ့ဘာတောင်ရှိတယ်တဲ့အဲ့ဒီမြင်းမို့တောင်ကနေပြီးတော့ဘယ်ကိုသွားမလို့ဆိုတာဝရိဏာကိုသွားမှာအဲ့တော့ဘုရားတော်ကပြောတဲ့နန္ဒောပဏာဏနဂါမင်းကြီးရဲ့ဘုံဗိမာန်ကဘယ်မှာရှိတုံးလို့ဆိုလို့ရှိရင်မြင်းမို့တောင်ကြီးကိုပတ်ပတ်လဲကာယံထားတဲ့တောင်စင်9ထပ်တဲ့မြင်းမို့တောင်ကြီးကအလဲကောင်မှာဘေးပတ်ပတ်လဲမှာမြင်းမို့တောင်ကြီးကိုဝိုင်းထားတဲ့တောင်9ထပ်ရှိတယ်တောင်ကြီး9လုံးအဲ့ဒါကိုတတ္တဗန္ဒရတောင်စင်9ထပ်လို့ခေါ်တယ်အဲ့ဒီတောင်ရည်တွေရဲ့ဈာထဲမှာဘုရားတိုင်မြစ်ကြီး9ဆင်းရှိတယ်တဲ့သီတာ9တန်နဲ့ဗါတယ်လေပြောကြည့်တောင်စဉ်9ထပ်သီတာ9တန်အဲ့ဒါဝိုင်းရံပြီးတော့ထားတာမြင့်ဖို့တောင်ကြီးကိုအဲ့ဒီသီတာ9တန်မရောက်ခင်ဒီဘက်ဘေးမှာဘုရားတိုင်နန္ဒောပဏာဏနဂါမင်းကြီးရဲ့ဘုံမိတ်မှာရှိတယ်တဲ့အဲ့တော့တလောကဘုန်းကြီးတို့စာအုပ်လေးတော့ဖတ်လိုက်ရတယ်အဲ့ဒီစာအုပ်ထဲမှာဗာရေးထားတော့ဆိုတော့ကဗ္ဗပထဝီမြေပုံပေါ်မှာမြတ်စွာဘုရားဟောတော်မူခဲ့တဲ့မင်းမို့တောင်ဆိုတာရှာလို့မတွေ့ဘူးတဲ့ဘုရားကမင်းမို့တောင်ရှိတယ်မင်းမို့တောင်ကြီးကိုတောင်စဉ်9ထပ်ရန်ထားတယ်အဲ့ဒီတောင်ကြားထဲမှာမြစ်ကြီး9သွဲဆင်းဆင်းပြီးတော့နေတယ်လို့ဒေသနာတော်မှာအတိအကျဟောထားတာရှိတယ်ဘုရားကိုယ်တိုင်လည်းခုကြွသွားတယ်အဲ့ဒါကိုအဲ့ဒီစာရေးဆရာကဗာပြောတယ်ကဗ္ဗမြေပုံပေါ်မှာတဲ့မြင်းမို့တောင်ဆိုတာဘယ်နာမှမရှိဘူးတဲ့ဒါကြောင့်မို့လို့မြင်းမို့တောင်ရှိတယ်ဆိုတာမှားတယ်တဲ့ဒီသားဘုရားစကားကိုအမှားလို့အဲ့ဒါမှားတယ်ဆိုပြီးတော့ဒီလိုပြောတယ်ဘုရားသားသာဝတ္တထဲမှာအဲ့တော့ဘုန်းကြီးတို့တရားတော်မတွေလည်းကြားဖို့ပါတယ်မိဘကျေးဇူးမြင့်မို့ဦးမကြားဘူးလားမြင့်မို့တောင်ကြီးနဲ့နိုင်လာတာဘုရားဟောဒေသနာတော်တွေရှိနေတာပဲတော့ရှာမတွေ့လို့ရှိရင်မရှိဘူးလို့သူကဒီလိုလက်ခံနေရတယ်ဒီခေတ်ကရှာမတွေ့တိုင်းမရှိဘူးဆိုလို့ရှိရင်ကြိုက်ဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးတခုမေးမယ်ဒါကဘုန်းကြီးတို့ပြည်သားဘုန်းကြီးမေးဖြေလေးလုပ်ကြည့်တာပါဘုန်းကြီးတို့တရားတော်မတွေအမေမရှိဘူးလားအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေမရှိဘူးလားအဲ့ဒီအမေရဲ့အမေတွေ့ဘူးလားဒါဘာလို့ရှိရဆိုတော့ဟောဘာလို့ရှိတယ်ပြောတာစဉ်းစားကြည့်တယ်အမေကပြောလို့ဘယ်သူကပြောလို့လဲအမေကပြောလို့ဟဲ့နင်တို့အဖွားရှိတယ်နင်တို့အဖွားရဲ့အဖွားရှိတယ်တစ်ချက်ဒီလိုသွားတာမရှိတိုင်းမတွေ့ဘူးတိုင်းကိုယ်မျက်စိနဲ့မတွေ့တိုင်းမရှိဘူးလို့ညင်းလို့ရသလားမရဘူးဘေးသားရဲ့မရဘူးအဲ့ဒါဒီနေ့ကဘာပြောလဲဟာမြင့်မို့တောင်ကြီးရှာကြည့်တယ်တဲ့ရဟန်းရှင်တွေလည်းရှာကြည့်တယ်တဲ့လေမြန်နဲ့လည်းရှာကြည့်တယ်တဲ့ကမ္ဘာမြေပုံကြီးကိုဆွဲထားတာမြင့်မို့တောင်ဘယ်တော့မှမရှိဘူးတဲ့အဲကြောင့်မြင့်မို့တောင်ရှိတဲ့စကားဒီမှားဤအဲ့ဒါသူကသူပြောတဲ့စကားပဲသူကသူမှန်ဒီနေ့ဒေသနာတော်မှာတော့မြင့်မို့တောင်ကရှိသလားမရှိဘူးလားရှိလို့ဘုရားကြွသွားတာဟုတ်တယ်မို့လားဘေးသားမရှိဘဲနဲ့မြတ်စွာဘုရားကအရှင်ကုန်ခံပြီးပဲသွားလိုက်မလို့အဲ့တော့ခုနတုန်းကပြောတဲ့တောင်စဉ်9ထပ်တိတ9တန်ရဲ့ဒီဘက်မှာနန္ဒောပဏန္တနဂါမင်းကြီးနေတယ်တဲ့အဲ့ဒီနေ့မှာပဲပိဋကရဲ့တိုက်ဆိုင်ဘာဖြစ်လာတော့လို့ဆိုတော့နန္ဒောပဏန္တနဂါမင်းကြီးကတသမိန်ဒီဝသေအာပါဏဘူမိန်နန္ဒောပဏန္တတသင်္ဇယိတုတဲ့ညနေလေးကအဲ့ဒီနဂါမင်းကြီးနေတဲ့ဘုံမိတ်မှန်ကြီးမှာဘာတွေလုပ်နေတဲ့ဗိမှန်ကြီးကိုအလှတွေဆင်နေတယ်ပန်းနေတဲ့တခါတည်းကြာကြာနာနာသဝဲကုန်တွေချသဝဲကင်းတွေခင်းပန်းသီးတွေငပြောသီးတွေတင်း
ဘာလုံးနေကြတာတော့ဆိုရင်အဲ့ဒီမှာနန္ဒောပဏာဏနဂါမင်းကြီးစားပွဲတောက်ပွဲပါတီပွဲအဲ့ဒီနေ့မနေ့မှာအဲ့ဒါနဂါမင်းကြီးကပါတီပွဲကျင်းပမလို့ဆိုပြီးတော့အတိအမုတ်အကအခုံလေးနဲ့တခါလဲစားစရာတောက်စရာတွေနဲ့အကုန်လုံးပြင်ဆင်ပြီးတော့အဲ့ဒီမှာသူကနေတာပါတီပွဲကျင်းပနေတာနန္ဒောပဏာဏနဂါမင်းကြီးမစားမသောက်ခင်မှာဘိတိုင်နတ်ကကြေတယ်တွေကအတိအမုတ်တွေနဲ့နန္ဒောပဏာဏနဂါမင်းကြီးကိုဖြောပြနေကြတယ်တဲ့နန္ဒောပဏာဏနဂါမင်းကြီးကလည်းယရဏပလင်ထက်ကြီးပေါ်မှာထိုင်ပြီးတော့အဲ့ဒါကပွဲကြီးကိုကြည့်နေတာအဲ့ဒါသူတို့ကပွဲကျင်းပနေတဲ့ဗိမာန်အပေါ်ကနေပြီးတော့မြတ်စွာဘုရားနဲ့ယဟန္တာကြီး900ကြွားတော်မူသွားတော့ဘုရင်တိုင်းကောင်းငင်ကဘာဖြစ်လဲလေတိုက်တယ်လေတိုက်တော့သင်္ကန်းကဖြတ်နဲ့သင်္ကန်း900သင်္ကန်းနေလေတိုက်တော့ကောင်းငင်မှာအတန်ကြီးကြားနေရတယ်ဘုန်းကြီးတို့အလံကိုလေတိုက်လို့ဖြတ်နဲ့မြည်နေတယ်လို့မြတ်စွာဘုရားနဲ့သင်္ကန်း900ကောင်းငင်ကကြွသွားတာအဲ့ဒါလေတိုက်တော့ဖြတ်နဲ့ကောင်းငင်ကနေပြီးတော့အတန်ကြားတဲ့အခါကျတော့နန္ဒောပဏာဏနဂါမင်းကြီးကကောင်းငင်ကိုသူကမောကြည့်လိုက်တယ်ဘာပါလိဆိုတော့ကောင်းငင်ကိုမောကြည့်လိုက်တော့သူဘာတွေ့လဲဣမေဟိနာဂမုံတကဣမေဟိနာမမုံတကသမဏတာအမကံဥပရိဘဝနေဒေဝနံတာဝရိန္ဒနံပဝိတ္တန္တိပိနိက္ခမန္တိပိကိုမှန်ဆိုနဲ့နန္ဒောပဏာဏနဂါမင်းကြီးကဒီကတုံးလေးဟာဣမေဟိနာမမုံတကဆိုတဲ့စလုံးကကတုံးရုပ်လို့ဒီလိုသုံးလိုက်တာသံဃာနဲ့ဘုရားကိုဒီကတုံးရုပ်တွေဟာအာမကံဥပတိဘဝနေငါရဲ့ဗိမာန်မောကနေပြီးတော့ဒေဝနန္တဝရိန္ဒနံဒီနတ်ပြည်လို့ခေါ်တဲ့တာဝရိန္ဒနတ်ပြည်ကိုပဝိတ္တန္တိပိနိက္ခမန္တိပိဝင်လိုက်ထွက်လိုက်နဲ့ဒီကတုံးလေးပါအလုံးရှုပ်နေလည်းမသိဘူးနန္ဒောပဏာဏနဂါမင်းကြီးစိတ်ဆိုးသွားတာဘာဖြစ်သွားလဲဘုရားဒီနတ်ပြည်ကိုဘာဖြစ်လို့ခဏလာနေလည်းမသိဘူးကောင်းငင်ကနေပြီးတော့သူတို့နတ်ပြည်ကိုဝင်လိုက်ထွက်လိုက်နဲ့လုံနေတာဘာမှအလိုက်ကန်းစိုးမသိဘူးသူတို့ဝင်နေထွက်နေတာအရေးမကြီးဘူးငါစားဖို့တောက်ဖို့လို့ပြင်ထားတဲ့စားပွဲတောက်ပွဲတွေတဲကိုသူတို့ခြေမုံနေလာကြတယ်သူစားဖို့လို့ပြင်ထားတဲ့တဲကိုခြေမုံနေလာကြတော့အဲ့ဒီမှာကြက်တရေမရှိဘူးယွန်းစရာကောင်းတယ်နာဒါနိဣတောပဋ္ဌာယတာဝရိန္ဒနံကံတုံဒတ္တမိဒီနေ့ကစပြီးတော့ဟောဒီတာဝရိန္ဒနတ်ပြည်ကိုဟောဒီကတုံးရုပ်တွေဝင်ခွင့်ထွက်ခွင့်ကိုငါမပေးတော့ဘူးတဲ့ဘေသတေနန္ဒောပဏာဏနဂါမင်းကြီးရဲ့စိတ်ထဲမှာတရားမှုရှိတဲ့သံဃာတော်တွေနတ်ပြည်ကိုဝင်နေထွက်နေတာတွေကိုစိတ်ဆိုးပြီးတော့ဝင်ခွင့်ထွက်ခွင့်မပေးဘူးအဲ့ဒီလိုသူစိတ်ထဲမှာအဲ့ဒီမှာတခါတည်းအကြံဖြေတော့နန္ဒောပဏာဏနဂါမင်းကြီးကစားပွဲတောက်ပွဲကိုခဏထားခဲ့ပြီးတော့သူဘာလုပ်လိုက်တော့ဆိုတော့တကိုးကြီးတဲ့နတ်မင်းကြီးဆိုတော့တန်ဃာတော်တွေရှေ့ရောက်တကိုးနဲ့ခတ်တုတ်လေးသူကအရင်ပြေးသွားတာသူပါတီပွဲကြီးခဲကောင်းနေမင်းတို့ပါတီပွဲခဏရအောင်ကွဒီကတုံးရုပ်တွေကိုငါပညာပြအောင်ပဲဆိုပြီးတော့ပြုံးနေတဲ့တကားတဲ့ပလင်မော်ကနေပျောက်သွားတန်ဃာတော်လေးရှိကသုတ်ပြေးပြီးတော့ပြေးတိုက်ဘာသွားလို့တုံးဆိုတော့နတ်ပြည်ကိုသွားတဲ့လမ်းကိုရှေ့ကနေသွားပိတ်တယ်တဲ့ဘယ်လိုပိတ်တုံးဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့မြင်းမို့တောင်ကြီးကို9ပတ်ပတ်ထားတယ်ဘယ်နှပတ်ပတ်ထားလဲ9ပတ်ပတ်ထားတာ9ပတ်ပတ်လိုက်ပြီးတော့အဲ့ဒါတာဝရိန္ဒနတ်မျိုးတော်နဲ့တကောတရားမင်းကြီးရဲ့ဝေဒယန္တာဗိမာန်ကြီးရဲ့အထွတ်ထုပိကာဆိုတာဘုရားပြေတော့ဟိုးပြတ်တဆောင်ကြီးရဲ့ထိတ်ဆုံးကအချွန်လေးကိုအဲ့ဒါထုပိကာလို့ခေါ်တယ်အဲ့ဒီထုပိကာကိုဗပြင်းနဲ့ဖုံးထားလိုက်ဗပြင်းနဲ့ဖုံးထားလိုက်တော့မြတ်စွာဘုရားနဲ့သံဃာတော်တွေကကောင်းငင်ခရီးဇံဟုတ်စီးပြီးတော့တဖြည်းဖြည်းနဲ့ကြွတော်မူလာတာအဲ့ဒါတဏှာရောက်တော့ဩရှင်ရထပါဠကမြတ်စွာဘုရားကိုနောက်ကနေလှမ်းပြီးတော့လျှောက်တယ်ပုံပေဗန်းနေဤတော့သိနေယုံပတ္တမတာဝရိန္ဒနံပတ္တမဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားခါတိုင်းဆိုရင်တပည့်တော်တို့ဒီနေရာရောက်တယ်ဆိုတာနဲ့မြင့်မော်တောင်ကြီးရဲ့တာဝရိန္ဒရဲ့ပြတ်တာဆောင်းနေရဲ့ဝေဒယန္တာကြီးရဲ့ဝေဒယန္တာနန်းပြတကထုပိကားတွေကိုမြင်ရပါတယ်ဗျာအခုဒီနေရာရောက်တာတော့မှတာဝရိန္ဒနန်းပြည်လည်းမမြင်ရတော့ဘူးဝေဒယန္တာနန်းပြတကြီးလည်းမမြင်ရတော့ဘူး
အဲဒီလိုလျှောက်တယ်အဲ့တော့ဘုန်းကြီးတို့ပြည့်တဲ့ဒီနေ့နက္ခတ္တဗေဒပညာရှင်တွေကကောင်းကင်မှာလမ်းကြည့်ပြီးတော့ဘုန်းကြီးတို့ပြည့်တဲ့ကြားဘူးမှာဒူဝင်ကျဲတဲ့မကျဲတဲ့လေဒူဝင်ကျဲဆိုတာမကြားဘူးလားကြားတော့ကြားဘူးတဲ့ဘယ်ကျဲမှလည်းမသိဘူးကောင်းကင်မှာဒူဝင်ကျဲတဲ့တောက်ကြကျဲတဲ့အဲ့ဒီဒူဝင်ကျဲကိုဘုန်းကြီးတို့ပြည့်တဲ့ဒီနေ့နက္ခတ္တဗေဒပညာရှင်တွေကဘယ်လိုယူဆတော့ဆိုလို့ရှိရင်အဲ့ဒီဒူဝင်ကျဲအယောင်လက်နေတာဟာတဲ့ဟိုတရားမင်းကြီးရဲ့ဝေဇယန္တာနန်းပြတ်တထိတ်ကထုပိကာကနေအယောင်လက်နေတာလို့အဲ့ဒါဒီနေ့နက္ခတ္တပညာရှင်တွေကတော့အဲ့ဒီလိုလက်ခံတယ်လို့ဒီလိုပြောကြတယ်ပြည့်တဲ့အဲ့ဒီလိုပေါ့လေကောင်းကင်မှာငကိုကမြင်နေတဲ့ဟာတွေမမြင်တဲ့အခါကျတော့ရထပါဠကမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကရှင်ရထပါဠကိုဗာမိန်တော်မူတော့ဆိုရင်နန္ဒောပဏန္ဒနာမနာဂသာသာတုံမာကံကုပိတေနမနေနပရိသဒိဋ္ဌိစေတရထပါဠနန္ဒောပဏန္ဒနဂါမင်းကြီးစိတ်ဆိုးပြီးတော့အဲ့ဒီမင်းဘုတောင်ကြီးကိုဝေဇယန္တာနန်းပြတ်ကြီးကိုပပြင်းနဲ့အုပ်ပြီးတော့သူ့ခုနှစ်ခွေပြီးတော့ဖုံးလာလိုက်တာလို့မြတ်စွာဘုရားကမိန်တော်မူတော့ရှင်ရထပါဠကအဲ့ဒါဆိုရင်ဓမ္မေမိမံဗန္တိတပည့်တော်သွားဆုံးမလိုက်မယ်ဗျာဒီနဂါမင်းကြီးကိုတပည့်တော်တို့သွားတဲ့လမ်းကိုပိတ်ထားတာဒီနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမလိုက်မယ်ဗျာလို့လျှောက်တော့မြတ်စွာဘုရားကအာဂမေဟိရထပါဠရှင်သာရထပါဠမင်းအသာနေတားတယ်အဲ့ဒီမှာသင်္ဃာတွေကောင်းကင်မှာရာနေတဲ့ရှေ့ကသွားလို့မရတော့အဲ့ဒါနဲ့နောက်တစ်ပါးဘယ်သူထွက်လာတော့ဆိုတော့အရှင်ဗတ္တိယတဲ့ဘေးသားရဲ့အရှင်ဗတ္တိယဆိုတာဘုန်းကြီးတို့ပိစဝေကိ၅ဦးထဲမှာကွန်တင်ညာဗတ္တိယဝောပမဟာနံအတ္တဇိဆိုတာအဲ့ဒီထဲမှာရှင်ဗတ္တိယကထွက်လာပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်သွားဆုံးမမယ်ဗျာဟောဒီနန္ဒောပဏ္ဏနဂါမင်းကြီးကိုအာဂမေဟိဗတ္တိယမင်းကြီးနေလေးနေသာနောက်ဆုံးသွားတယ်ရှင်ဗတ္တိယဘယ်သူထွက်လာတော့ဆိုဘုရင်သားရာဟုလာထွက်လာတယ်ဘယ်သူထွက်လာလဲဒါတော့ရာဟုလာကလည်းသူကယဟန္တာဖြစ်ပြီးပြီယဟန်ပြုတဲ့ယဟန်ခံပြီးလို့မကြခင်မှာပဲဒါတော့ရာဟုလာယဟန္တာဖြစ်သွားတာသူကအဲ့တော့သူကထွက်လာတဲ့ခမဲတော်ဗျာဟောဒီနန္ဒောပဏ္ဏနဂါမင်းကြီးကိုသားတော်သားဆုံးမမယ်ဗျာအာဂမေဟိရာဟုလာမင်းအသာနေသံအဲ့ဒီလိုနဲ့ဘေးသားရေတပါးပြီးတပါးထွက်ပြီးတော့မြတ်စွာဘုရားကိုခွင့်တောင်းတာနောက်ဆုံးဘသူထွက်လာလဲအရှင်မဟာမောက္ကလဘသူထွက်လာလဲရှင်မမောက္ကလထွက်လာတဲ့အခါကျတော့မှရှင်မောက္ကလကမြတ်စွာဘုရားကိုလျှောက်တယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏ္ဏနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမပါမယ်မနတိကရောဟိမောက္ကလနာစေတမောက္ကလမင်းသွားဆုံးမတာတော့ဆုံးမပေါ့ကွာတဲ့တရားနာတော်မရေးသားကြီးဘုရားကသွားလို့ဒါလည်းမပြောသေးဘူးတကောအရာမှာဧရတဲ့ရထားတဲ့ငကားဘလောက်ဆိုးတုံးဆိုတာကြည့်တော့တကောအရာမှာဧရတဲ့ရတဲ့ရှင်မောက္ကလကိုမြတ်စွာဘုရားကဗာမိန်တော်မူလိုက်တော့ဆိုတော့မနတိကရောဟိမောက္ကလနာသွားဆုံးမတော့ဆုံးမမောက္ကလတဲ့ဒါပေမဲ့လို့တတိထားပါဘာလို့ပါလဲတတိထားပါအဲ့တော့ယဟန္တာရှင်သူမြတ်ကြီးတွေ900ပါလာတာပဲပြည့်တယ်900လုံးဟာလည်းပဲတကောကြီးမြတ်တော်မူတဲ့ယဟန္တာကြီးတွေပဲအဲ့တော့ယဟန္တာ900တကောချင်းအတူတူပဲဒါပေမဲ့လို့တခြားယဟန္တာကြီးတွေကိုဘုရားကဆုံးမခွင့်မပေးဘဲနဲ့ဘာဖြစ်လို့အရှင်မောက္ကလဘုရားဆုံးမခွင့်ပေးတာလို့ဆိုရင်ခိပ္ပနိတန္တိလို့ဘိဓုစာပေများမှာဒီလိုသုံးပါအဲ့ဒါကဘာလို့ဆိုတော့တစ်စက္ကန့်ထပ်တစ်စက္ကန့်အဲ့ဒီတစ်စက္ကန့်အတွင်းမှာပင်ပြုံတိုင်းနဲ့ချက်ချင်းဇံဝင်စားပြီးတော့ကာကွယ်နိုင်လောက်တဲ့စွမ်းအားဟုတ်ကဲ့တော်တွေမှာမရှိဘူးအဲ့ဒါရှင်မောက္ကလတပါးရဲ့ရတယ်ဟုတ်ကဲ့တော်တွေကနည်းနည်းကြားတယ်သူကဇံဝင်စားမယ်ဆိုလို့ရှိရင်ပရိက္ခဏတွေဘာတွေလုံးနေတာဇံဝင်စားသူကနည်းနည်းကြားတယ်ရှင်မောက္ကလကအဲ့လိုမဟုတ်တစ်စက္ကန့်အတွင်းမှာလည်းချက်ချင်းဇံဝင်စားချက်ချင်းအဲ့ဒီဇံကပြန်ထနိုင်တယ်ဘလောက်လျင်မြန်လို့ဆိုတာပြည့်တယ်အဲ့ဒါကြောင့်မို့လို့သာသနာတော်မှာတကောအရာမှာရှင်မောက္ကလကိုမိတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်ရှင်မောက္ကလကအဲ့ဒီတကောဆိုတဲ့ဘွဲ့ဧရတဲ့ဘွဲ့တို့ကုန်တို့ကိုရထားတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကရှင်မောက္ကလကိုရွေးလိုက်တာ
အဲ့လိုတကူကြီးတဲ့ပုဂ္ဂိုလ်ကမှဆုံးမခွင့်ပြုတာဒါတောင်မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကမှားလိုက်သေးတယ်နော်မနတိကရောဟိမောက္ကလနာစေတံမောက္ကလံသတိထားနော်စေတံမောက္ကလံသတိထားနော်မဟိတိကောနာကောမဟာနုဘာဝထပ်ပြောလိုက်သေးတယ်စေတံမောက္ကလံနန္ဒောပဏာနနဂာမင်းဟာအမတန်တကူကြီးတယ်ဆိုတော့ဇမောက္ကလံကဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏာနနဂာမင်းလိုမျိုးအကောင်တရားတစ်ထောင်တသိန်းမြင်ဖြစ်ပါစေတပည့်တော်ဆုံးမနိုင်ပါတယ်ဗျာအဲ့ဒါမြတ်စွာဘုရားကကဲအဲ့ဒါဆိုလဲသွားပြီးတော့မောက္ကလံဆိုပြီးတော့ဖယားနဲ့သင်္ဃာတွေကောင်းကင်မှာရပ်ပြီးတော့ကြည်နေတဲ့ပရိသတ်ရှင်မောက္ကလံသွားပြီရှင်မောက္ကလံအဲ့ဒါဘာလို့ဆိုတော့မြတ်စွာဘုရားရဲ့ခွင့်ပြုချက်ကိုရန်လဲရပါရှင်မောက္ကလံသည်ချက်ချင်းသံဃာမဘဝင်စားပြီးတော့ဘာလို့လဲလဲဒုက္ခနာကိုဖြောက်ပလိုက်ကျန်အသွင်ပြောက်ပြီးတော့နန္ဒောပဏာနနဂာမင်းထက်နှစ်ဆလောက်ကြီးတဲ့နဂာမင်းပုံသဏ္ဍာန်ဖန်ဆင်းပြီးတော့နန္ဒောပဏာနနဂာမင်းပတ်ထားတာ9ပတ်ဘယ်နှပတ်လဲမြင့်မို့တောင်ကြီးကို9ခွေခွေပြီးပတ်ထားတာရှင်မောက္ကလံကအဲ့ဒီနန္ဒောပဏာနနဂာမင်းကြီးတဲ့နှစ်ဆကြီးတဲ့နဂါးရောက်ဖန်ဆင်းပြီးတော့ပရိသတ်အဲ့ဒီမြင့်မို့တောင်ပေါ်မှာပတ်ထားတဲ့နန္ဒောပဏာနနဂါမင်းကြီးအပေါ်ကနေထပ်ပြီးတော့14ပတ်ပတ်ပြစ်တာဘယ်နှပတ်ပတ်ပြစ်တာလဲဒါကြောင့်ဘုန်းကြီးတို့အောင်ကြီး7ပါးပဋိကားတွေကိုကြည့်အဲ့ဒီအောင်ကြီး7ပါးပဋိကားတွေထဲမှာဒီအနန္ဒောပဏာနဂါမင်းအောင်တော်မူခမ်းမှာဒီမြင့်မို့တောင်ကြီးကိုပတ်ထားတာနဂါး2ကောင်တကောင်ကရှင်မောက္ကလံတကောင်ကအဲ့ဒါနန္ဒောပဏာနနဂါမင်းအဲ့ဒီနန္ဒောပဏာနနဂါမင်းကိုနောက်ထပ်တစ်ခါတည်း14ပတ်ပတ်ပြီးတော့ဘယ်လိုလှုပ်လိုက်တော့လို့ဆိုတော့ပရိသတ်နဂါမင်းကိုနန္ဒောပဏာနနဂါမင်းကိုရှင်မောက္ကလံညှစ်တာအောက်ကမြင့်မို့တောင်ကြီးခန်းနေတယ်အလဲကောင်ကနန္ဒောပဏာနနဂါမင်းအပေါ်ကရှင်မောက္ကလံဖန်ဆင်းတဲ့နဂါမင်းအဲ့ဒါတခါတည်းဘယ်လိုလဲညားလဲကောင်ကနန္ဒောပဏာနဂါမင်းဖြစ်နေတာအောက်ကမြင့်မို့တောင်ဆိုတော့အဲ့ဒါတခါတည်းနန္ဒောပဏာနဂါမင်းကိုရှင်မောက္ကလံကဖိပြီးတော့ညက်တဲ့အခါကျတော့နန္ဒောပဏာနနဂါမင်းစိတ်ဆိုးတာငါကိုဖိညာထားတာငါအပေါ်ကဟေးဘယ်သူတော့ဆိုအောက်ကနေလှမ်းလိုက်တာငါကိုဖိထားတာဘယ်သူတော့ဒါအော်တော့ရှင်မောက္ကလံကမဖြေဘူးပြိတ္တိမဖြေလေစိတ်ဆိုးလေနာကလည်းနာနေပြီမဖြေလေစိတ်ဆိုးလေအဲ့တော့ဘယ်လိုလုပ်လဲပြိတ္တိစိတ်လဲစိတ်ဆိုးကမိခိုးတွေလွတ်တယ်တဲ့ဘာတွေလွတ်လဲအေးနန္ဒောပဏာနနဂါမင်းလွတ်လိုက်တဲ့မိခိုးကသမ္မန်လူသားတယောက်အတွက်ဆိုရင်တော့ပြိတ္တိအသားတွေအယိုးတွေကျေပြီးတော့ခွဲပြကျသွားနိုင်တယ်တဲ့အဲ့တော့ဒီနေရာမှာနဂါးတို့ရဲ့အစိတ်မိခိုးအစိတ်ငွေအလျံဘယ်တော့ပြင်းတော့ဆိုတော့အဲ့ဒါဘုန်းကြီးတို့ပြေးတာဒါလေးနည်းနည်းလေးအာယုံပြုအဲ့တော့ဘုန်းကြီးတို့ဟိုပရိကြီး17သုတ်မှာခန္ဓာသုတ်တယ်ဘာသုတ်လဲပရိသတ်ခန္ဓာသုတ်ဆိုတာပရိသတ်သုတ်ထဲမှာပါတယ်အဲ့ဒီခန္ဓာသုတ်မှာလာတဲ့အကြောင်းအရာလေးဘုန်းကြီးနည်းနည်းပြောမယ်သဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တံကတံဝိယယန္နာသေတိဝိတံဂောရံသေသင်္စာပိပရိတယံအာနာခေတံမိသဗ္ဗတသဗ္ဗတာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝါရေတိပရိတံတံဗနာမဟေသဗ္ဗတိဝိသဇာတိနံလင်သောအစိတ်ရှိသောမွေမျိုးမှန်သမျှတို့ဤဂောရံပြည့်ထန်လတ်သွားသောဝိကံစိတ်ကိုနာသေးတိဝိယအရှင်းပြောက်ပြေပျက်စီးစေတတ်တဲ့ကဲ့သို့တတ္တထိုအပ်သူယံပရိတံအကျဉ်ခန္ဓာသို့ပရိတော်သည်သဗ္ဗတာအလုံးစုံသောအာနာခေတံမိအာနာခေအတွင်း၌သဗ္ဗပါဏိနံလုံးစုံသောတတ္တဝါတို့၏ဂောရံပြင်းထန်လာသောဝိသန္စအစိတ်ကို၎င်းသေတံအစိတ်မှကျွင်းသောပရိသယင်္စာပိဘေးရန်အမျိုးမျိုးကို၎င်းသဗ္ဗရာအခါခါသိသဗ္ဗသောပိကျွင်းကြံမထင်ကုန်မလျင်နိဝရေတိမေတ္တာပဲရှားနိုင်ပေ၏တံပရိတံထောခန္ဓာသို့ပရိတော်ကိုမယငါတို့သည်ပနာမကောင်းစွာမသွေရောပွားကြသည်ကုန်ရာသတည်းပရိသတ်ရဲ့အဲ့ဒီခန္ဓာသို့ပရိကမွေကိုနိုင်တယ်ဘာကိုနိုင်တယ်တဲ့လေအဲ့တော့မွေနဲ့နဂါထူးခြားမှုဘာရှိလဲဒါလေးပြောကြည့်ကြအောင်ဘုန်းကြီးတို့မွေနဲ့နဂါဘာနဲ့ဘာနဲ့မွေတွေ့ဘူးလားနဂါတွေ့ဘူးလားမတွေ့ဘူးနဂါမတွေ့ဘူးသွားကြည့်ဟောဒီနားကဘုရားဘေးမှာနဂါကြီးရေးထားတာအယုတ်ကြီးမွေကြီးရင်နဂါဖြစ်တယ်တဲ့ဘာလဲလဲဘုရား
မွေကြီးလာတဲ့အခါမှာငကားဖြစ်တယ်မွေအကောင်သိကြီးသွားပြီဆိုအဲ့ဒါသူ့ကိုငကားမျိုးတွေကိုထည့်ငကားဟာဘုရားတို့ပြတာအခုထည့်တယ်လို့အမောက်တွေဘေးကအစွဲတွေဒီဘေးကတော့ပါမအကြီးကုန်တွေဒါတွေမရှိဘူးငကားဟာမွေပဲမရတဲ့မွေကြီးလာရင်ငကားဖြစ်သွားတယ်အခုပကြီးဆရာတွေကအဲ့ဒါငကားဆိုရင်လည်းလှအောင်ပအောင်ဆိုပြီးတော့ဘေးနာကနေဘာတွေတဲ့ညာတွေတဲ့အမောက်တွေဘာတွေနဲ့ဒီလိုလှလှပပခြေထားတာအမှန်မှန်ကတော့မွေပဲမွေအကောင်ကြီးသွားလို့ရှိရင်သူ့အဲ့ဒါငကားမျိုးတွေသွင်းရတယ်အဲ့တော့ဘုန်းကြီးတို့ဒီမွေနဲ့ပတ်သက်ပြီးတော့နိုင်တဲ့ပေါ့လေမွေနိုင်တဲ့ဂါထာတနည်းပြောမွေစိတ်ဖြေတဲ့ဂါထာတနည်းပြောလို့ရှိရင်ဒီဂါထာကိုရွတ်ရင်မွေစိတ်ကြတယ်။ဘာစိတ်ကြလဲ။ဒီဂါထာရွတ်လို့ရှိရင်မွေစိတ်ကြတယ်တဲ့။အဲ့တော့ဒီဂါထာကိုမြတ်စွာဘုရားကဗမာပေးတာလေဇေတဝန်ကျောင်းမှာပေးတာ။ဘယ်သူကိုပေးတာလဲယဟန်ဓမ္မမွေကြိုက်လို့အဲ့ဒီမွေကြိုက်တော့အဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီခန္ဓာတို့ပရိတ်ကိုယောတောတဲ့တောင်လဲသွားလို့ရှိရင်အဲ့ဒီခန္ဓာတို့ပရိတ်ကိုယောမွေကြိုက်ခံလို့ရှိရင်လည်းအဲ့ဒီခန္ဓာတို့ပရိတ်ကိုယောရေတိုက်ချလက်နဲ့တတ်ချအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဘုန်းကြီးတို့ပရိတ်တိုက်ဒီမွေနဲ့ပတ်သက်ပြီးတော့ဟောတာလေဒါလေးတော့ဘဟုသုတ္တပေါ်လေကဋ္ဌမုခမွေတဲ့မွေတစ်ကောင်နံပါတ်1ဘုရားကပြောတယ်ကဋ္ဌမုခမွေဆိုတာအဲ့ဒီမွေကြိုက်ခံရလို့ရှိရင်ဘယ်လိုဖြစ်လာတော့ဆိုတကူလုံးလူကခါတယ်တောက်သွားတာလူကလည်းခါကြောက်ကြည့်လို့ဖြစ်သွားတယ်တဲ့ဘုရားလက်ထက်ကမွေတွေနောက်တက်ကပုတိမုခမွေတဲ့ဒီမွေကြိုက်ခံရလို့ရှိရင်တော့ဖြင့်ဘာဖြစ်လဲအသားတွေကလေအရေတွေထွက်လာတောင်ငွေနဲ့ကောက်နောက်တက်ကအဂိမုခမွေတဲ့အဂိမုခမွေဆိုတာအဲ့ဒီမွေကြိုက်ခံရလို့ရှိရင်လူကတကူလုံးမီးလောင်ထားတယ်လို့ပဲပူလာတယ်နောက်တစ်ခုတတ္တမုခမွေတဲ့အဲ့ဒီမွေအကြိုက်ခံလို့ရှိရင်တော့ဖြင့်ခန္ဓာကိုယ်ကဘာဖြစ်လဲအပိုင်းပိုင်းတခါတည်းပြတ်လာတယ်တဲ့အဲ့တော့ဘုရားတို့ပြတာဘောင်းတော်ကောင်းတို့အဲ့ဒီမွေတွေရဲ့၄မျိုးရဲ့အစိတ်ဟာဗမာရှိတုံးဆိုရင်အာတိယံဝိတံဧတတိအာတိဝိသောဧတတအဲ့ဒီမွေအာတိယံအစွဲ၌ဝိတံအစိတ်သည်အဋ္ဌိရှိ၏တဲ့ပြတာမှတ်တော့တော်ပြောဆိုမွေရဲ့အစိတ်ဟာဗမာရှိတုံးဆိုအစွဲမှာပဲရှိတယ်တဲ့ဗမာရှိလဲမွေရဲ့အစိတ်ဟာအစွဲမှာပဲရှိတယ်တဲ့အဲ့တော့အဲ့ဒီမွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီမွေကိုက်လို့ခံရတဲ့ပုံကိုယ်တွေဟာခုနတော့ကပြောသလိုပေါ့ပြည့်တဲ့ဒီမွေ၄မျိုးအဲ့ဒီမွေ၄မျိုးမှလည်းပဲဓာထဝိတအကြိုက်ခံရလို့အစိတ်တက်တဲ့မွေဒိဋ္ဌဝိတမြင်ယုံတဲ့အစိတ်တက်တဲ့မွေဖုဋ္ဌဝိတအထိခံယုံတဲ့အစိတ်တက်တဲ့မွေနောက်တက်ကဝါဒဝိတလေတိုက်လို့မွေကလေတင်မှနေတယ်ကိုကလေအောက်မှနေတယ်အဲ့ဒီမွေကိုလေဖြတ်တိုက်လာတယ်အဲ့ဒီလေကိုရှူရလို့ဘုံဆိုပြည့်လဲသွားတာလည်းရှိတယ်ဘုရားလက်ထက်ကတောထဲမှာမွေဘလောက်ပေါ်တော့ဆိုတော့မသိဘူးပေါ့အဲ့ဒီမှာဘုန်းကြီးတို့တခုမြတ်စွာဘုရားကဒီမှာဘုန်းကြီးတို့တန်ရုပ်ပါဠိတော်မှာဘာတခုပြတာတော့ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာသူ့ရဲ့ညီအရှင်ဥပသေနနှစ်ပါးလုံးကယဟန္တာတွေနှစ်ပါးလုံးကပါလေအဲ့ဒီနှစ်ပါးလုံးယဟန္တာတွေဗမာသတင်းသုံးလေတဲ့ရာဇဂိုပြည်ရင်းတိုက်တော်ကြီးထဲမှာတပ္ပသွန်တိကလို့ခေါ်တဲ့လိုင်ကိုကြီးထဲမှာဒီကိုနှစ်ပါးသတင်းသုံးနေတယ်အဲ့တော့ရှင်ဥပသေနကဘာလုံးနေတယ်လိုင်ကိုထဲမှာသင်္ကန်းချုပ်နေတယ်တဲ့ဘာလုံးနေလဲဘိယသသင်္ကန်းပြဲလို့အချီနဲ့အနဲ့သင်္ကန်းချုပ်နေမှာပေါ့ရှင်သာရိပုတ္တရာကဟိုခန္ဓာလေးမှာထိုင်နေတယ်သူညီလေးကသင်္ကန်းချုပ်နေတယ်ဥပသေနကအဲ့ဒါလိုင်ကိုပေါ်မှာမွေးနှကောင်ကစားနေတာလေကစားနေတာချော်ပြီးတော့ရှင်ဥပသေနရဲ့ခန္ဓာကိုယ်ပေါ်ကိုပြုတ်ကျလာတာအဲ့ဒီမွေကပြုတ်ကျလာတာသိလဲသိတော့ထိယုံနေသွားသေတဲ့မွေဒီမွေကအဲ့တော့ရှင်ဥပသေနကသိတယ်ဟာငါပေါ်မွေပြုတ်ကျလာပြီငါတော့သေပြီအဲ့ဒါဘယ်လိုလုပ်လဲချက်ချင်းတခါတည်းအဲ့ဒီမှာဇံဝင်စားလိုက်ပြီးတော့ခန္ဓာကိုယ်ဖယိုဖယအပိုက်မိုက်တိပြတ်ထွက်မသွားချက်ချင်းတခါတည်းဟန္တာကြီးကဇံဝင်စားလိုက်တာဇံဝင်စားပြီးတော့အဲ့ဒါရှင်သာရိပုတ္တရာကိုခေါ်တယ်ရှင်ဘုရားသာရိပုတ္တရာသံဃာတော်တွေခေါ်ပါဗျာသံဃာတော်တွေခေါ်ပါဗျာဘာဖြစ်လို့လဲတပည့်တော်ကိုလှိုင်ကိုပြင်ဘက်ကိုထမ်းထုတ်လှိုင်ကိုပြင်ဘက်ကိုထမ်းထုတ်ပြီဟဲ့ဘာဖြစ်လို့လဲရှင်သာရိပုတ္တရာကမြန်ထုတ်ပါဗျာဟဲ့ကိုတော်တွေလာကြရှင်ဥပသေနကသူ့ကိုအပြင်ထုတ်လို့ပြောတယ်မြန်ထုတ်ပေးလိုက်ကြသန်းဆိုတော့အဲ့ဒါဂရင်ကြီးပါထမ်းပြီးတော့ပြိဿသင်္ဃာတွေဝိုင်းပြီးတော့လှိုင်ကိုပြင်ဘက်ကိုထုတ်တာအပြင်လဲရောက်ရောခန္ဓာကိုယ်ကအပိုက်မဲ့တိပြတ်ပြီးတော့အဲ့ဒါပြိဋိဘံဆံသွားတာအဲ့ဒီမွေမျိုးကိုဘုန်းကြီးတို့ဇာပေများမှာဗာပြောလဲဖုဋ္ဌဝိတထိယုံနဲ့အဲ့ဒါသိတယ်အဲ့ဒီမွေကြတော့
ဒါကြောင့်မို့လို့အဲ့ဒီလိုတွေခဏခဏဖြစ်တော့မြတ်စွာဘုရားကသံဃာတော်တွေကိုကိုင်းအယံအတားလေးတော့ပေးမှဖြစ်တော့မယ်မြတ်စွာဘုရားကပရိစ္ဆိုတာအယံအတားပရိစ္ဆိုတာဘာလဲပရိစ္ဆာဒါကြောင့်တရားမှတ်တာပရိစ္ဆိုတာတချို့ကထင်တယ်ပရိစ္ကဘုန်းကြီးတွေပဲရွတ်ကောင်းတယ်ထင်တာမဟုတ်ဘူးပရိစ္ကဘယ်သူရွတ်ရွတ်ကောင်းတယ်ပရိစ္ဆာကိုလေးဝယ်တာအခုခေတ်ဆိုပိုတော်ကောင်းနေအတန်တွဲလေးတွေပါပါတယ်အဲ့ဒါကိုယ်အိမ်မှာကိုနေတိုင်းအဲ့ဒါဘုရားရှိခိုးပြီးလို့ရှိရင်တနင်္ဂနွေနေ့ဆိုရင်မင်္ဂလာသုတ်ရောတနင်္လာနေ့ဆိုယရဏသုတ်ရောအင်္ဂါနေ့ဆိုမေတ္တာသုတ်ရောနေ့နဲ့ဆင်ပြီးတော့သွားတယ်ဘုရားကဘာမှမခဲ့ဘူး9မိနစ်တောင်မကြာဘူးဘုရားကအဲ့ဒါဘယင်ကြီးရအောင်ရက်ထားကြအဲ့ဒါမွေနိုင်တယ်မွေစိတ်ဖြေလို့ရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကဒီလိုတွေခဏခဏဟိုကတော့လဲမွေကြိုက်လို့ပြန်တော်မူတယ်ရှင်ဥပဇိနလည်းဒီလိုပဲသင်္ကန်းချုပ်နေရင်းနဲ့တခါတည်းပြန်တော်မူသွားတာအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကဘာလို့တယ်လဲအဲ့ဒီမှာအပါတေကိဟိမေမေတ္တမေတ္တဒွိပါတေကိဟိမေသတုပတေဟိမေမေတ္တမေတ္တမဟုတ်ပတေဟိမေခန္ဓာသုံးပါဘုရားရှင်ကိုရောမြတ်ကဒီဂါထာကိုပေးတာဘုရားသားရဲ့အပါတေကိခြေမရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသည်ခြေတော်မရှိတဲ့တတ္တဝါတဲ့မွေမှာခြေတော်မပါဘူးပါဒနာပရိသမပါဘူးအပါဒကေဟိမေမေတ္တမေတ္တဒွိပါဒကေဟိမေသတုပတေဟိမေမေတ္တမေတ္တမဟုတ်ပတေဟိမေအပါဒကေအခြေမရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသည်ဒွိပါဒကေဟိအခြေနှချောင်းရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမိတ်ဆွေအဖြစ်ချစ်ချင်းမေတ္တာသည်ဟောတုဖြစ်ပါသေးသည်သတုပတေဟိအခြေ၄ကြောင့်ရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တမေတ္တာသည်ဟောတုဖြစ်ပါစေတည်းဘဟုပတိများသောအခြေရှိသောတတ္တဝါတို့နှင့်မေငါဤမေတ္တာမိတ်ဆွေအဖြစ်ချစ်ခြင်းမေတ္တာသည်ဟောတုကောင်းစွာမသွေဖြစ်ပါစေတည်းအဲ့ဒါမွေနိုင်တဲ့ဂါထာလို့ခေါ်တယ်မေတ္တတည်းခန္ဓာသုတ်တသုတ်လုံးမှာခန္ဓာပရိစ္ဆေမှာဒီဂါထာဟာအဓိကဂါထာပဲတဲ့အာပါဒကေဟိမေမေတ္တမေတ္တဒွိပါဒကေဟိမေသတုပတေဟိမေမေတ္တမေတ္တဘဟုပတေဟိမေခဏခောက်ရော့လက်နဲ့သတ်ချမွေစိတ်ထွက်တယ်တဲ့မိမိရဲ့သီလသမာဓိတော့ဒါတော့လိုတာပေါ့လေအဲ့တော့ဘုန်းကြီးတို့ပြေတာထားလိုက်တော့အခုနန္ဒောပဏာဏနဂါမင်းကြီးဒါကဘုန်းကြီးတို့ခန္ဓာသုံးပါဒီမွေကြိုက်ခံရတဲ့ကိုတော်တွေအကြောင်းလေးတာထည့်ပြောသွားတာအဲ့တော့နဂါနဲ့မွေဟာအတူတူပဲမွေကြီးရင်အဲ့ဒါနဂါဖြစ်တယ်တဲ့အဲ့ဒါရှင်မောကလန်ကအန္ဒောပဏာဏနဂါမင်းကြီးအခိုးတွေအစိတ်တွေလောတော့ဘာလို့လဲပရိသတ်ရင်သတုဋ္ဌဇံဝင်စားပြီးတော့ကာကွယ်ထားတော့ဘာမှထိခိုက်တန်ရမရဘူးအဲ့တော့နန္ဒောပရဏနဂါမေအခုလွတ်လာတဲ့ရှင်မောကလန်ကလည်းဘာလို့လဲပြန်လွတ်တာပဲမိကိုတွေလွတ်ရှင်မောကလန်ကလည်းလွတ်နန္ဒောပရဏနဂါမေကလည်းလွတ်အဲ့လိုလွတ်တော့မိကိုတွေလွတ်တော့မရတော့နန္ဒောပရဏနဂါမေကဘယ်နဲ့လို့လဲမိထောက်မိလျံနေထပ်ပြီးတော့လွတ်တယ်ပဲပရိသတ်ရှင်မောကလန်ကလည်းထပ်ပြီးတော့မိထောက်မိလျံနေလွတ်တာအဲ့တော့ရှင်မောကလဇံဝင်စားတာဘယ်လောက်တော့မြန်တယ်လဲဆိုရင်နန္ဒောပဏာဏနဂါမေလွတ်လိုက်တဲ့မိလျံကိုဘုန်းကြီးတို့ဘုရားသားရဲ့ချက်ချင်းဇံဝင်စားပြီးတော့ကာကွယ်ထားတာပြီးတော့ချက်ချင်းဇံဝင်စားပြီးတော့ပြန်လွတ်တာဘယ်လောက်မြန်လို့ဆိုတာရှိသူလွတ်တဲ့မိကိုလည်းဇံဝင်စားပြီးတော့ကာကွယ်ရတယ်ကိုကပြန်လွတ်ချင်တော့လည်းပဲချက်ချင်းဇံမြန်ဝင်စားပြီးတော့ကာကွယ်ရတယ်ဒီတစ်စက္ကန့်အတွင်းမှာအခုဇံဝင်သားလိုက်အခုဇံဝင်သားလိုက်အခုကာကွယ်လိုက်အခုပြန်လွတ်လိုက်အဲ့ဒီလိုလုံနိုင်တာကဘုန်းကြီးတို့သာသနာတော်မှာရှင်မောကလန်တစ်ပါးတည်းရှိတယ်တဲ့အဲ့တော့နန္ဒောပဏာဏနဂါမင်းကအဲ့ဒီလိုသူကမိကိုမိလျံနေလွတ်တော့အေးဒါလည်းပဲမရဘူးဘယ်သူမှလည်းမသိဘူးငါအပေါ်ကနေပြီးတော့ဒီလိုငါနှိမ့်ဆက်နေတာအဲ့တော့ငါတိုက်ွက်ပြောင်းမယ်တိုက်ွက်ပြောင်းမယ်ငါဘောကငါခန္ဓာကိုယ်ကြီးကိုမြင့်မောတောင်းနဲ့ဖိညတ်ပြီးတော့ဗပြင်းနဲ့အုပ်ပြီးတော့ဒီလိုငါအခိုးလျံနေလွတ်နေတာတော့မှသူရှိကိုမရောက်ဘူးငါလည်းပူလောင်နေပြီအကျမ်းနည်းနဲ့မရဘူးအနုနည်းကိုသုံးမယ်တဲ့။မနည်းကိုသုံးမယ်တဲ့လေ။အဲ့တော့ပရိသတ်ရေနန္ဒောပဏာဏနဂါမင်းကြီးကလမ်းပြောတယ်ကောတိတွန်ဘောအိုအရှင်တွန်သင်ဒီကောတိဘယ်သူဖြစ်ပါသလဲ။လေသံလေးပြောင်းလာတယ်။
ဘုရားတော်ကဟေးငါဘောကဘသူတော်ကွာဟေးငါဘောကဘသူတော်ကွာအခုတော့လေသံလေးပြောင်းသွားတဲ့ပြေးသံအနုနီးသုံးမိကောတိတွန်ဘောဘောအရှင်တွန်သိနီကောတိအဘယ်သူဖြစ်ပါသလဲအဟံမောက္ကလံနောဒီတော့မှရှင်မောက္ကလံငါဖြစ်တယ်ငါရှင်မောက္ကလံပဲဆိုတော့မှနန္ဒောပဏ္ဏနဂါမင်းကြီးကဩရှင်မောက္ကလံကိုတော်ကြီးလားဖေဟာတပည့်တော်ရှင်ဘုရားမှမသိလို့ပါဒီလိုဆိုရင်ရှင်ဘုရားတပည့်တော်ကိုယဟန်အသွင်နဲ့ပြကားမှတပည့်တော်ဖူးခြင်းလုံးလို့တိုက်ကွက်ဆင်တာမလုပ်တာလဲဘုရားတိုက်ကွက်ဆင်တာသူကဟိုမှာနဂါတို့လိုပတ်ထားတာကိုအဲ့ဒါသူဖြည့်အောင်သူလုပ်နေတာနန္ဒောပဏ္ဏနဂါမင်းကလည်းညံများတယ်ဘုရားရဲ့အဲ့ဒါရှင်ဘုရားမှမသိလို့ပါဗျာရှင်ဘုရားရှင်မောက္ကလံဆိုရင်ယဟန်အသွင်လေးနဲ့ပြပါတပည့်တော်ဖူးခြင်းလို့သူစိတ်ထဲမှာကြည်ညိုလို့ဘူးခြင်းလို့ကြည်အေးလို့ရှောင်းနေတာမဟုတ်ဘူးဘုရားမြင်းမို့တောင်းနဲ့ဖိညာနေတာလွတ်ရှင်လို့ရှင်မောက္ကလံအလစ်ကိုသူထောင်းမှာဒါကြောင့်မြတ်စွာဘုရားကဘာပြောလိုက်လဲရှင်မောက္ကလံတော်တတိထာတော်တတိထာတော်ခရခဏခဏမှာနေတယ်မသွားခင်တည်းကအဲ့ဒါရှင်မောက္ကလံအလစ်ကိုသူတွယ်မလို့ဆိုပြီးတော့အဲ့ဒါသူရှောင်းနေတော့ရှင်မောက္ကလံကသိတယ်ရှင်မောက္ကလံကသိတယ်ဒီကောင်တော်အညံများတဲ့ကောင်ပဲသူ့ကိုငါဖိထားတာသူလှုပ်အောင်လှုပ်တာပဲဆိုတော့ချက်ချင်းပဲပြည့်တဲ့ယဟန်တွင်ကိုပြဘာတွင်ကိုပြယဟန်တွင်ကိုပြလဲပြပြီးတော့ဘာဆိုရှင်မောက္ကလံကဘာလို့တော့ဆိုတော့အဲ့ဒါနန္ဒောပဏ္ဏနဂါမင်းကြီးရဲ့ဘယ်ဘက်နားတဲ့ကိုဝင်သွားတာဘယ်တဲ့ဝင်သွားလဲနဂါမင်းနားတဲ့ဝင်သွားပြီးတော့ညာဘက်နားကနေပြန်ထွက်ဘလို့မှသူလုံးမရအောင်ဖြစ်နေညာဘက်နာကနေပြန်ဝင်ဘယ်ဘက်နာနဲ့ပြန်ထွက်ဆိုတော့ရှင်မောက္ကလံအဲ့ဒီလိုလုံးနေတော့ပရိသတ်ရေနန္ဒောပဏ္ဏနဂါမင်းဘလို့ဖြစ်နေလဲနားတဲ့ကိုနားကြောက်တောင်နဲ့ကြားလို့ရာကြီးဖြစ်တယ်လို့ဖြစ်နေမှာပေါ့ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်နဲ့အဲ့ဒီလိုလုံးနေတော့ပယောစိတ်တွေပိုးကောင်တွေဝင်တယ်လို့ဖြစ်နေမှာပေါ့သူစိတ်တွေရာကြီးနဲ့သူခံခဲနေမှာပေါ့မခံနိုင်လို့တဲ့အခါကျတော့မှအဲ့ဒီမှာပြန်ပြောတယ်ရှင်ဘုရားသိခံတော်မူပါဗျာတပည့်တော်ကိုဒီလောက်ကြီးမနှိမ့်ဆက်ပါနဲ့ဗျာတောင်းမှမဲတာတောင်းမှနေတာပရိသတ်ထွက်လာကြည့်ဒီကထွက်လာလို့ကတော့ဒီကိုတော့အသေးပဲနဲ့စိတ်ထဲကနေကျိမ့်ပြီးတော့ပရိသတ်ရှင်မောက္ကလံနားပေါက်ကနေပြုံးကနေထွက်လဲထွက်လာဟောသူကအစိတ်နဲ့တကိုးနဲ့ရှင်မောက္ကလံကိုပဲ့မလို့လုံတော့ရှိသေးတယ်ရှင်မောက္ကလံကဘယ်ဝင်တော့နှာခေါင်းပေါက်ထဲဝင်သွားဘယ်ထဲဝင်သွားတာလဲနှာခေါင်းပေါက်ထဲဝင်သွားပြီးတော့နှာခေါင်းထဲဝင်လိုက်ထွက်လိုက်ဘယ်နှာခေါင်းပေါက်ကဝင်လိုက်ညာဘက်နှာခေါင်းပေါက်ကထွက်လိုက်ဒီလိုလုံနေတဲ့အခါကျတော့စိတ်ဆိုးမှန်စိုးတွေဖြစ်ပြီးတော့ပရိသတ်ရဲ့အဲ့ဒီမှာကြိုက်မဲ့ပုံလုံးပြီးတော့ပဇာဟအဆွဲတွေပြူပြထောက်ပြနေတော့ပရိသတ်ရှင်မောက္ကလံကအဲ့ဒါမလုပ်လဲနှာခေါင်းကနေထွက်ပြီးတော့ပဇာထဲဝင်သွားတာဘယ်ထဲဝင်သွားလဲပဇာထဲဝင်သွားတာရှင်မောက္ကလံကပဇာထဲဝင်သွားပြီးတော့ဘယ်ကိုသွားလဲဟိုးဘိုက်ထဲမှာနဂါမင်းကြီးရဲ့ဥတွေအဲ့ဒီဥတွေပေါ်မှာပြိဿဘာလုံးနေတယ်ဈဉ္ညာလျှောက်နေတယ်တဲ့ဘာလုံးနေလဲဟိုခုံးကားလို့ဖြစ်မှာပေါ့နော်ဟိုခုံးကားကြည့်ဘူးတယ်မလားအဲ့ဒီဟိုခုံးကားလို့ဖြစ်မှာပေါ့အဲ့ဒါတခါတော့ဝင်ချသွားတာဒီနေ့ကဟိုခုံးတော့ဝင်လို့ရသေးတာပြိဿတို့ရှင်မောက္ကလံဘာလို့ဝင်မရမှာလဲအဲ့ဒါဝင်သွားပြီးတော့အဲ့ဒါဥထဲမှာသွားပြီးတော့လမ်းလျှောက်တော့မခံမရနိုင်ဖြစ်ပြီးတော့အပြင်ကိုထွက်တော်မူပါဗျာအပြင်ကိုထွက်တော်မူပါဗျာအပြင်ထွက်လာတာနဲ့ဘုရင်သာစာဆိုရှိပါတယ်နဂါတို့မျက်စောင်းအကြောင်းသုံးပါမရွေးဆိုတာအပြင်ကိုထွက်လဲထွက်လာတော့ဘုရင်သားကြီးဘာလို့လဲနှာခေါင်းကလေနဲ့မှုတ်ပြီးတော့နောက်ဆုံးလက်နဲ့မျက်စောင်းထိုးတယ်တဲ့ဘာထိုးလဲမျက်စောင်းထိုးနဂါးများစိတ်ဆိုးလို့မျက်စောင်းထိုးရင်အဲ့ဒီလူကပြန်ဖြစ်သွားတော့အလောင်းတော့ရှာမရဘူးတဲ့နဂါးတို့မျက်စောင်းနဲ့အဲ့ဒါနဂါးမျက်စောင်းထိုးတယ်တဲ့ဘယ်လိုထိုးလဲတော့မသိဘူးပေါ့လေမျက်စောင်းထိုးတာလည်းကမကြီးတွေထိုးခိုင်းမှာပဲသိမှာဘယ်လိုမျက်စောင်းထိုးလဲမသိဘူးမျက်စောင်းထိုးတယ်တဲ့ကြည့်တာမဟုတ်ဘူးထင်တယ်နော်ဘယ်လိုကြည့်တာလဲစောင်းကြည့်တာအဲ့လိုတခါတည်းမျက်စောင်းလှည့်ထိုးချအဲ့ဒါတခါတည်းအကုန်လုံးပါပြီပြန်ဖြစ်သွားတယ်အဲ့ဒီလူကတမ္မာပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဘုရားဆိုင်ပြာကိုဖြစ်သွားတာတဲ့အဲ့တော့ရှင်မောက္ကလံရဲ့တကိုးနဲ့ချက်ချင်းသရုပ်ထသာဝင်သားပြီးတော့ခံလိုက်တဲ့အခါကျတော့မှရှင်မောက္ကလံဘာမှမဖြစ်ဘူးမြတ်စွာဘုရားမှားလာတဲ့တတိရတယ်မောက္ကလံတတိထာနောဆိုတာဒါပဲဒီနေရာကိုဘုရားအဓိကထားပြီးပြောလိုက်တာဒီနေရာအဓိကနောက်ဆုံးလက်နဲ့သုံးတာပဲမျက်စောင်းထိုးချတယ်
အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားရှင်ကိုရောမြတ်မှာတော်မူတဲ့ဇကတတိယပြီးတော့ရှင်မောကလန်ကချက်ချင်းသရုပ်ထတာဝန်စားပြီးတော့ကာကွယ်ခုခံလိုက်တဲ့အခါမှာဘုရားပြည့်တယ်ဘာမှဖြစ်ပါဘူးအဲ့တော့ရှင်မောကလန်ကသူ့စိတ်ကိုကြိုတိထားတာအတွက်ကြောင့်မို့လို့ချက်ချင်းပဲအဲ့ဒါလင်းလင်းမြန်မြန်ဇံဝင်စားတော့ရှင်မောကလန်ဘာမှဘေးအန္တရာယ်မတွေ့မလို့တော့ရှင်မောကလန်ကခက်လန်းလန်းကိုကြွသွားပြီးတော့ပြည့်တယ်ဘာလို့လဲခလုံးရောင်ဖန်ဆင်းတယ်ဘာဖန်ဆင်းလဲခလုံးရောင်ဖန်ဆင်းပြီးတော့အဲ့ဒါတခါလေနဂါးကိုခလုံးတုတ်တယ်ဆိုတာကြားဘူးတယ်မလားရှင်မောက်ကလန်ခလုံးရောင်ဖန်ဆင်းပြီးတော့နန္ဒောပဏ္ဏနဂါမင်းနောက်ကနေလိုက်တာပြည့်တယ်အဲ့ဒါနဂါးကြီးကရှေ့ဟာပြေးနန္ဒောပဏ္ဏကရှေ့ဟာပြေးရှင်မောက်ကလန်ကနောက်ကခလုံးရောင်ဖန်ဆင်းပြီးတော့လိုက်ကြောက်ကြောက်လန့်လန့်ပြေးရင်လွှားရင်ဘယ်လိုမှမလွတ်တော့ဘူးလို့ထင်လဲထင်ကောပြင်းသားရဲ့အဲ့ဒီမှာနန္ဒောပဏ္ဏနဂါမင်းသည်နဂါးရောင်ဖြောင်းသူကိုယ်သူလူလင်အသွင်ဖန်ဆင်းပြီးတော့မြတ်စွာဘုရားခြေရင်အတင်းသွားကပ်မြတ်စွာဘုရားခြေရင်တင်းသွားကပ်ပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ကဲပါဘုရားတပည့်တော်ကဲပါဘုရားနောက်ကရှင်မောကလန်ကြီးလိုက်နေပါနဲ့ဘုရားဘုရားရှိရောက်သွားတာမရောက်သွားလည်းဘုရားအဲ့ဒါမြတ်စွာဘုရားတန်ကိုရောက်သွားတော့မှအဲ့ဒါဘုရားရှင်မြတ်စွာရှင်မောကလန်တော်ပြီရှင်မောကလန်တော်ပြီဘုရားကလမ်းအော်တော့မှအဲ့ဒါရှင်မောကလန်ဟိုကနေပြီးတော့ယဟန်တွင်ပြန်ပြအဲ့ဒါနန္ဒောပဏ္ဏနဂါမင်းမြတ်စွာဘုရားခြေရင်းကိုရောက်ပြီးတော့မှအဲ့ဒါဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်ဘုရားသည်တပည့်တော်ရဲ့ကိုယ်ွယ်ရာအားထားရာကဲတင်ရာဖြစ်ပါတော်လားဘုရားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံဆောက်တည်တာဘာဆောက်တည်တာဘုရားရှင်ကြွတော်မူလာတဲ့ရည်ရွယ်ချက်ကဘေးသားရေနန္ဒောပရဏနဂါမင်းတရဏဂုံတီးမယ်ဆိုတာကိုမြင်တော်မူလို့ကြွတော်မူလာတာနဂါဆိုတာတိရစ္ဆာန်ပဲနဂါဆိုတာဘာလဲဘုရားအေးဒါကြောင့်မို့လို့တိရစ္ဆာန်ဆိုတာမဲ့ညာဘုံညာကိုမရနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကမဲ့ညာဘုံညာကိုမရတော့လဲပဲမဲ့ညာဘုံညာကိုမရတော့လဲပဲဒီနဂါမင်းကြီးသည်တရဏဂုံသုံးပါးတည်သွားပြီတရဏဂုံသုံးပါးတည်ပါသေးဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဘုရားရှင်ကိုရောမြတ်ကြွတော်မူလာပြီးတော့ဒုက္ခိခောတုနာဂရာဇာနန္ဒောပဏ္ဏနဂါမင်းတေသင်ဟာဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းဟောတုဖြစ်ပါစေဘုရားရှင်ကိုရောမြတ်အဲ့ဒီလိုဒုက္ခိခောတုနာဂရာဇာလို့နဂါမင်းကြီးကိုဆူတောင်းပေးခဲ့ပြီးတော့နဂါမင်းမန္တဝရီကျော်တရဏဂုံသုံးပါးတည်သူဗိမာန်သူပြန်သွားတဲ့အခါကျတော့ဘုရားရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကကောင်းငင်ခရီးကနေပြီးတော့နန္ဒောပဏ္ဏနဂါမင်းကြီးကိုဆုံးမတော်မူပြီးတဲ့နောက်မှာတဲ့တန်ဃာတော်တွေပြန်ခေါ်လို့အနာတပိအိမ်ကိုကြွတော်မူတယ်ဘယ်ကိုကြွလဲကောင်းကင်ခရီးနဲ့ပြန်လာတာဇေတဝန်အကြောင်းရောက်ဇေတဝန်တဝဋ္ဌိမြို့ပြင်ရောက်မြို့တကားဆင်းတန်ဃာတွေဆင်းပြီးအနာတပိကလည်းမျှော်တယ်မြတ်စွာဘုရားနဲ့တန်ဃာတွေဆွမ်းသာပြင်လာတာမိများမိတယ်လားမသိဘူးမိများမိတယ်လားမသိဘူးကိုချိန်ကြီးမကြွလာသေးဘူးကိုချိန်ကြီးမကြွလာလေဘူးနဲ့အဲ့ဒါမျှော်ရင်ကနေပြီးတော့ဘုရားနဲ့သင်္ဃာတွေရောက်လာတော့ရှင်ဘုရားနောက်ကြလာ ਈ လားဘုရားဘယ်ကြွနေတယ်ဆိုတော့မှအဲ့ဒါမြတ်စွာဘုရားကတကားတော့နန္ဒောပဏ္ဏနဂါမင်းကြီးကိုသွားပြီးတော့ဆုံးမနေတာဘယ်ကိုကြွပါသလဲဘုရားမြေဖို့တောင်ကိုသွားတယ်ဘယ်သူဆုံးမလဲရှင်မောကလန်ဆုံးမတယ်ဘယ်သူနိုင်လဲဘုရားရှင်မောကလန်ပဲနိုင်တာပေါ့အဲ့ဒါဆိုရင်ရှင်မောကလန်ကိုဂုံပြုတဲ့အနေနဲ့ဟောဒီသင်္ဃာ900လုံးကိုဘုရားတပည့်တော့9ရက်တိုင်အိမ်မှာဆွမ်းကအောင်မယ်တဲ့အနာတပိငါပိတိုင်ဘယ်နှရက်ဆွတ်ထက်ကအဲ့ဒါနန္ဒောပဏ္ဏနဂါမင်းကြီးကိုဆုံးမပြီးပြန်လာတဲ့ရှင်မောကလန်ကိုဂုံပြုတဲ့အနေနဲ့ပိတိုင်အဲ့ဒါအနာတပိငါ9ရက်ဆွတ်ကပ်ပါတယ်တဲ့ဒါပိတိုင်နန္ဒောပဏ္ဏနဂါမင်းအောင်တော်မူခံတရားပြီးပါပြီလို့ကြိုင်လိုက်ဆိုလိုက်ပါနန္ဒောပဏ္ဏမာနထံစွာနတ်နဂါမိုးကြီးမရှိန်ဝါဖုံဖုံဖန်ဆင်းထံပြင်းတေစာတို့ဖယားစောကားသူပြုလာနန္ဒောပဏ္ဏမာနထံစွာနတ်နဂါမိုးကြီးမရှိန်ဝါ
ဖုံဖုံဖန်ဆင်းထံပြင်းတေသာတို့ဖရာစောကားသူပြုလာသာတော်ရှင်မောက်တင်မြောက်ထိုခါသာတဲ့တဘူတဘူဝေဖြာပြိုင်နေဆိုင်ခြင်းနိုင်နေစေရာနီလံပြဆုံးမလေသည်သာသာတော်ရှင်မောက်တင်မြောက်ထိုခါသာတဲ့တဘူတဘူဝေဖြာပြိုင်နေဆိုင်ခြင်းနိုင်နေစေရာနီလံပြဆုံးမလေသည်သာနီလံပြတိုင်းမဆိုင်ပြူရာနန္တောပဏန္တာကြောက်ရလေသာလူသွင်းဖန်ဆင်းဝဆင်းလေးရှာအခေါင်နဲ့အောင်ခြင်းမင်္ဂလာနိလံပြတိုင်းမဆိုင်ပြူရာနန္တောပဏန္တာကြောက်လာလေတာလူသွင်းဖန်ဆင်းဝဆင်းလေးရာအခေါင်နဲ့အောင်ခြင်းမင်္ဂလာနဂါယံဆိုဖြတ်ချိုးအောင်မြင်ဘုံတော်ရောက်လျံအောင်ပန်းသခင်လက်စုံမို့လို့ရှိခိုးဥတေအောင်စေကြောင်းဆုတောင်းပနာစေနဂါယံဆိုဖြတ်ချိုးအောင်မြင်ဘုံတော်ရောက်လျံအောင်ပန်းသခင်လက်စုံမို့လို့ရှိခိုးဥတေအောင်စေကြောင်းဆုတောင်းပနာစေမာရယခံကသံသောရစိတ်သမနိသသစ္စကံနာဂံပကံဇိနောဇိနိဟောတုမေဇယမင်္ဂလံနာဂံရှင်မောက်ကလံကိုရောမြတ်ကြီးကလည်းတကုဇံမိုးနဘာမှာတအားလင်းတဲ့နဂါမင်းကြီးကလည်းအခိုးအလျံအမျိုးမျိုးအပန်းမှာသုဝနာရွှေတောင်တဝိုက်မှာဖြင့်တိုက်ခိုက်ကရဲစား၍ရှင်ပြန်ရမှန်သောအတန်တန်ကြွားနေတဲ့နန္ဒောပဏန္နဆိုတဲ့နဂါမင်းကြီးကိုလည်းပဲဇိနောဇယံဩဘာသရောက်လျံတော်ကိုအောင်လန်းတော်တကွန်ဆိုင်စေဟဲ့လို့ညွန်လိုက်တဲ့တရားဓမ္မဖြင့်ဖယားကနိုင်မည်ပေတရဲ့ဖယားကပိုင်မည်တို့ဖယားကပဲအောင်မြင်တော်မူခဲ့ပါပေသတည်း